IGCSE အောင်မြင်တော့မယ်အောင်မြင်ထားသူတို့တွေအတွက်ကို MSI ကနေပြီးတော့အထူးခွင့်ရေးပေးနေပြီဆိုတာသိပြီးကြပြီလားပြောပြမယ်နော်ခဏလေး IGCSE အောင်မြင်တော့မယ်အောင်မြင်ထားသူတို့တွေအတွက်ကို MSI ကနေပြီးတော့အထူးခွင့်ရေးပေးနေပြီဆိုတာသိပြီးကြပြီလားပြောပြမယ်နော်ခဏလေးပေးရတဲ့အရန်များတော့မေ့သွားတယ်ဖုန်းနဲ့မှတ်ထားနော်ပေးရတဲ့ရဲများတော့မေ့သွားတယ်ဖုန်းနဲ့မှတ်ထားနော် Okay so တော့ဟုတ်ပြီ free admission week အနေနဲ့စီစဉ်ပေးမယ်ဒီ free admission week မှာလာပြီးတော့ကြောင်းလျှောက်ထားတဲ့သူတွေအတွက်ကကြတော့ကိုရွေးချယ်တက်ရမယ်တက္ကသိုလ်တွေပေါ်မူတည်ပြီးတော့ one way ticket ရယူခွင့်နေရှိမယ် application fees 50% ကင်းလွတ်ခွင့်နေရှိမယ်ဒါအပြင် IGCSE ရမှတ်ပေါ်မူတည်ပြီးတော့လျှောက်ထားရယူနိုင်မဲ့ပညာသင်စုတွေအသက်အရွယ်ပေါ်မူတည်ပြီးတော့ရရှိမဲ့ bachelor ထားရိုက်တက်ရခွင့်တွေဒါအပြင်IGCSE မှာအင်္ဂလိပ်စာဘာသာရဲ့ရမှတ်ပေါ်မူတည်ပြီးတော့ English Proficiency Test တွေထပ်ပြီးဖြေကြမလို့ပဲနဲ့ဒါရိုက်တန်းလို့ရမယ့်ဖွင့်ရေးတွေအပြင်ကိုအကယ်၍များ major ရွေးချယ်ဖို့အတွက်ကိုပေါ့နော် rehab ဖြစ်နေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ကို MSI ရုံးမှာ aptitude test ကိုခမဲ့လာရောက်စစ်ဆေးခွင့်ရရှိမှာဖြစ်ပါတယ်ရှင်အထက်ပါခွင့်ရေးတွေအပြင်နိုင်ငံခြားမှာအကြောင်းသွားတက်ပြီးဘွဲရပြီးတဲ့နောက်ပိုင်းမှာအဲဒီနိုင်ငံတွေမှာဆက်ပြောနေထိုင်မှုအတွက်ကို graduate visa တွေ graduate pass အကြောင်းတွေလောက်ကန်ခွင့်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းနေပြီးမှဆွေးနွေးပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ MSI မှာအခုပဲ appointment တွေရယူဖို့အတွက်ကိုဆက်သွယ်လိုက်ပါနော်